မျိုးတို့ရေ10 ရက်17 လ2025မှာ12 ရက်17 လ2025ဗုဒ္ဓဟူးလုံးဝကိုမကြော်စီအောင်နော်9 ရက်1 ရက်ခွင်ရက်ဒါနဲ့တခုရှိတဲ့အမျိုးတို့အမျက်တေချာပေါက်ကြအောင်ကိုကြိုက်ရတလုံးကိုစောစောမြဲမြဲစာရိုးလေးတော့လို့အဲ့တလုံးကိုလိုက်တဲ့တလုံးထွက်ပြီးမှနောက်ကျန်တဲ့နှလုံးနဲ့ကတလုံးပြပြီးတော့လိုက်ပြီးတော့ထိုးပေါ့ဗျာနော်ဘာလို့ဆိုအလုံးမထိုးလို့ပြများနေလို့ရှင်တဲ့ဒုတိယညက်ဖို့မလွယ်ဘူးလေနော်အဲအကြောင်းမလို့အမျိုးတို့ကျွန်တော်ပြောတာလေးကိုတေချာနားထောင်ပြီးတော့တို့နော်အဲ့9 ရက်ခွင်ရက်1 ရက်နော်ဗုဒ္ဓဟူးလုံးဝကိုမကြော်စေရအောင်နော်တေချာဝတ်လာလိမ့်မယ်မျိုးတို့ကျွန်တော်အားလုံးမြင်အောင်လို့ဒီ9 ရက်1 ရက်ခွင်ကိုမိန်ရွေးကွက်လေးကျွန်တော်ရွေးပြီးတင်ပေးလိုက်မယ်နော်